အကယ်ဒမီပေးပွဲညမှာပဲအခုလိုကြောင့်မထင်မှတ်ထားပဲရုတ်တရက်ကွယ်လွန်သွားပြီဖြစ်တဲ့ဖူးဖူးရဲ့တူဦးဒီတော်မောင်လေးပြီးခဲ့တဲ့ညမှာအကယ်ဒမီပေးပွဲကြီးကကျင်းပခဲ့တာဖြစ်ပြီးတော့အနုပညာရှင်တိုင်းအတွက်ပျော်ရွှင်စရာတွေဖြစ်နေခဲ့ပါတယ်။အနုပညာရှင်တိုင်းကနေပြည်တော်မှာအကယ်ဒမီပေးပွဲကိုတက်ရောက်ကြရတာဖြစ်ပါတယ်။ဖူးဖူးရလည်းနေပြည်တော်မှာအကယ်ဒမီပေးပွဲတက်ဖို့အတွက်ရောက်ရှိနေခဲ့တာပါ။ဖူးဖူးနဲ့မိခင်ဖြစ်သူတို့နှစ်ယောက်ကအကယ်ဒမီပွဲတက်ဖို့နေပြည်တော်ကိုတရက်ကြိုရောက်နေခဲ့တာလည်းဖြစ်ပါတယ်။အကယ်ဒမီပေးပွဲကိုလည်းပျော်ရွှင်စွာတက်ရောက်ခဲ့ကြပေမယ့်အိမ်ကနေအကြောင်းကြားလာတဲ့ကိစ္စကြောင့်ဖူးဖူးတို့မှာရှော့ဖြစ်ခဲ့ရပါတယ်။အဲ့ဒါကတော့ဖူးဖူးရဲ့မောင်လေးဖြစ်သူကရုတ်တရက်ကွယ်လွန်သွားတယ်ဆိုတဲ့သတင်းမှာပဲဖူးဖူးမှာဖခင်ဖြစ်သူကမရှိတော့ပဲမောင်လေးနဲ့မိခင်ဖြစ်သူသာကျန်တော့တာပါ။မိသားစု၃ယောက်တစုတစည်းနေထိုင်နေကြတာဖြစ်ပြီးတော့အိမ်အောင်လည်းမပြုတ်ကြပါဘူး။ဖူးဖူးရဲ့မောင်လေးဆိုလဲအိမ်အောင်မပြုတ်ပဲအမနဲ့မိခင်နဲ့အတူသာနေထိုင်တာပါ။၃ယောက်သာရှိတဲ့မိသားစုဘဝလေးမှာဖူးဖူးရရုတ်တရက်ဆိုသလိုသူ့အကောင့်ကနေတင်လာခဲ့ပါတယ်။အမားတို့မရှိတဲ့အချိန်မှာမှဖိုးသားရဲ့ဆိုတဲ့စာသားလေးဖြစ်ပါတယ်။ဒီစာသားလေးကြောင့်မို့အနုပညာရှင်တွေကလည်းအရန်ကိုတုံ့လှုပ်ချောက်ချားကစိတ်ပူခဲ့ပါတယ်။နောက်ဆုံးမှသိလိုက်ရတာကတော့ဖူးဖူးရဲ့မောင်လေးဖြစ်သူကရုတ်တရက်ကွယ်လွန်နေဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မောင်လေးဖြစ်သူမှာသွေးတိုးနဲ့နှလုံးရောဂါရှိတာဖြစ်ပြီးတော့ရုတ်တရက်ကွယ်လွန်သွားတယ်လို့သိရပါတယ်။အကယ်ဒမီပေးပွဲကျင်းပနေတဲ့အချိန်မှာအိမ်ကနေရုတ်တရက်ကွယ်လွန်သွားတယ်လို့သိရပါတယ်။ဒီလိုကွယ်လွန်သွားတဲ့အကြောင်းတွေကြောင့်လူအများမှလည်းအရန်ကိုစိတ်မကောင်းဖြစ်နေသလိုဟုတ်ကောဟုတ်ရဲ့လားဆိုပြီးတော့ဖြစ်နေကြတာပါ။တချို့ကလည်းမဖြစ်နိုင်ပါဘူးဆိုကမယုံကြည်နိုင်ဖြစ်နေရပါ။အခုနောက်ပိုင်းမှာအနုပညာရှင်တွေကိုကွယ်လွန်နေဆိုပြီးတော့သတင်းမှလွင့်သူတွေအများအပြားကိုရှိနေတာပါ။ဒါကြောင့်မို့လည်းမဖြစ်နိုင်ပါဘူးလေဆိုကပြောဆိုသူတွေကရှိနေပေမဲ့ဖူးဖူးတို့မိသားစုနဲ့ရင်းနှီးသူကိုယ်တိုင်ကတကယ်ကွယ်လွန်သွားခဲ့တာပါဆိုပြီးတော့ပြောဆိုလာခဲ့တာမို့မယုံနိုင်ပဲမရှိတော့ပါဘူး။ဒါအပြင်ဖူးဖူးနဲ့မိခင်မှာသူတို့မရှိတဲ့အချိန်မှဖြစ်ရလေသလားဆိုကဖြေမစီနိုင်ဖြစ်နေရပါပြီ။ဖူးဖူးအတွက်တော့ဘဝတစ်ခုလုံးမှာအကြီးမားဆုံးရှုံးမှုကြီးကိုနောက်တစ်ကြိမ်ရင်ဆိုင်လိုက်ရတာပါ။ဖူးဖူးမှာဖခင်ကမရှိတော့လို့မောင်လေးကိုသာအားအဖြစ်အားကိုးနေရတာပါ။ဒီအချိန်မှာမောင်လေးကလည်းမရှိတော့လို့ဖူးဖူးနဲ့မိခင်တို့နှစ်ယောက်တည်းလောကကြီးကိုဖျက်ဆီးရတော့မှာပါ။ဖူးဖူးရမိသားစုဝင်တွေဆုံးရှုံးတဲ့အချိန်မှာအနားမှာမရှိပေးနိုင်ခဲ့ပါဘူး။ဖခင်ဖြစ်သူကွယ်လွန်တော့ကဆိုရင်လည်းသူမကအနားမှာမရှိခဲ့ရပါဘူး။အဝေးကိုရောက်နေချိန်ဖြစ်တာမို့ဖခင်ရဲ့နောက်ဆုံးခရီးကိုတော့မမြင်နိုင်ခဲ့ပါဘူး။နောက်ဆုံးချိန်မှာသမီးတယောက်အနေနဲ့နှုတ်ဆက်ခွင့်အောင်မရလို့တစ်သက်လုံးမဖြေနိုင်ဖြစ်နေရပါဘူး။ဒါအောင်မောင်ဖြစ်သူကွယ်လွန်တော့လေဘေးနားမှာမရှိနိုင်ခဲ့တာမို့ဖူးဖူးအတွက်တော့ကန်ဆိုးမှုကြီးဖြစ်သွားရပါပြီ။တကယ်လို့သာအနားမှာရှိနေရင်တခုခုလုပ်ပေးနိုင်မလားဆိုတဲ့စိတ်နဲ့ရင်ထဲကအပူတွေကဖြည့်ဆည်းနိုင်စရာမရှိတော့ပါဘူး။ဒီလိုကြုံတွေ့ရတဲ့ဖူးဖူးကိုလူအများကလည်းအယံသနာနေကြပါပြီ။ဆုံးရှုံးမှုကြီးကြီးလိုက်တာဆိုပြီးအားပေးစကားပြောချင်ပေမဲ့လေဖူးဖူးရဆိုရှယ်မီဒီယာကိုလုံးဝမသုံးတော့ပါဘူး။ဖူးဖူးတရားအနုပညာလုပ်တွေမလုပ်တော့ပဲပြန်ဝေးကွာသွားမှအောင်စိတ်ပူနေကြတာပါ။ပရိသတ်ကြီးအောင်မောင်ဖြစ်သူဆုံးချိန်မှာအကယ်ဒမီပေးပွဲရောက်နေတဲ့ဖူးဖူးရဲ့ပေါ်ဘယ်လိုမြင်လဲဆိုတာပြောပြပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။